energy drinks တွေရဲ့ကျန်းမာရေးဆိုးကျိုးများလူငယ်နဲ့လူလတ်ပါအရွယ်တော်တော်များများဟာ energy drinks တွေကိုအလွန်အကျွံမှီဝဲတောက်သုံးနေရှိကြပါတယ်။ထို့သောပြုလုပ်ခြင်းဟာရေရှည်မှာကျန်းမာရေးကိုတိတိတတ်တာဆိုးကျိုးပေးနိုင်ပါတယ်။ FDA The Food and Drug Administration က energy drinks တွေကိုစိတ်အာရုံကိုတက်ကြွစေသော caffeine တဲ့တကြားဓာတုပစ္စည်းများနဲ့အခြားပါဝင်ပစ္စည်းများရောစပ်ထားတဲ့တောက်စရာအဖြစ်သတ်မှတ်ထားပါတယ်။ဒါအပြင်များစွာသောသုတေသနများရဲ့ရလဒ်အရ energy drinks တွေကိုကြာရှည်မိဝဲရင်ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်တွေပေါ်အန္တရာယ်ပြုနိုင်ကြောင်းအထည်ကိုထပ်တူရရှိကြပါတယ်။ထိုကျန်းမာရေးအန္တရာယ်များကတော့စိုးရိမ်စိတ်လွန်ကဲခြင်းအစာအိမ်နဲ့ဥလန်းကြောင်ယောဂများရေဓာတ်ခန်းချောက်ခြင်းနှလုံးခုန်မြန်ခြင်းသို့မဟုတ်မမှန်ခြင်းကြောက်ကပ်ကိုထိခိုက်ခြင်းကြွက်သားများအားနည်းခြင်းတက်ခြင်းလေဖြတ်ခြင်းတို့ပဲဖြစ်ပါတယ်။ဒါကြောင့်မိမိကိုခဏတာလန်းဆန်းမှုထက်ရေရှည်ကျန်းမာရေးထိခိုက်မှုများသာပုံမဖြစ်နိုင်တဲ့ energy drinks များကိုဆွေးမြဲပြီးမတောက်သင့်ကြောင်းအကြံပြုလိုက်ရပါတယ်ရှင်။အစားအသောက်နဲ့ပတ်သက်တဲ့ဗဟုသုတနဲ့အသုံးဝင်တဲ့နည်းလမ်းတွေအတွက် Food Classroom page လေးကို like and follow လုပ်ထားကြအောင်နော်။